Hello အားလုံးပဲမင်္ဂလာပါတစီစုစာကားကနေကြိုဆိုပါရစေ Hello မင်္ဂလာပါဒီနေ့ကတော့ညီမရဲ့ May refinement ပေါ့နော် May refinement ဆိုပေမဲ့ညီမတို့အခုက13 June 13ထိအောင်ရောက်နေပြီဆိုတော့ညီမကလွန်ခဲ့တဲ့မနေ့ကထိပေါ့နော်ညီမဒီ refinement နဲ့မှာပါတယ် refinement တွေကညီမတို့ video လုပ်တဲ့ခါမှာအချိန်အကြာဆုံးလုပ်ရတဲ့ video တွေပေါ့နော်ဆိုတော့ anyway အခုစပြီးပြောလိုက်မယ်ဒီနေ့ပြောမယ့်နေမှာတော့ video ကနည်းနည်းရောရှင်းလိုက်မယ်ပါပဲဆိုတော့ညီမအားလုံးကပါပြီးပြောမှာမလို့ပေါ့နော်ဆိုတော့ May refinement နဲ့မှာညီမအခုဘာပြောမလဲဆိုတော့ညီမ static ပြောမယ်ပုံမှန်တိုင်းပဲညီမတို့ဘယ်အခု trade တာနိုင်လဲဘယ်အခု trade တာရှုံးလဲပြီးလို့ရှိရင်ညီမတို့ detail breakdown ပြောမယ်ပြီးလို့ရှိရင်ညီမအမားတွေပြောမယ် refinement ပြောမယ်ပြီးရင် possibility ပေါ့နော်ဖြစ်နိုင်တဲ့ဟာပြီးညီမ June ဒီလလုံးအတွက်ပါမျောလင့်လဲပေါ့နော်ပြီးရင်နောက်တစ်ခုညီမရဲ့ trading fund တဲ့အကောင့်ရဲ့ calendar ကိုပြပါမယ်ဆိုတော့ okay ညီမတို့ static ကိုအရင်ဆုံးကြည့်လိုက်မယ်ပေါ့နော် static မှာညီမတို့ဘာပြောရမလဲဆိုတော့ဒီလ static မှာပါလဲဆိုတော့ညီမက total setup က82ခုရှိခဲ့ပေါ့နော်ဆိုတော့ executive လောက်တာ32ခု total setup miss က39ခုဆိုတော့ညီမ trade တဲ့ trade တွေရဲ့execute လုပ်တဲ့ဟာတဲ့ miss တဲ့ဟာပုံများနေပေါ့နော်ဆိုတော့ဒါကတော့ညီမ trade တဲ့နေမှာstatic မှာအထင်ရှားဆုံးတွေ့ရတဲ့ဟာပြီးလို့ရှိရင်ဒီတစ်လအတွက် performance metric ကတော်တော်လေးကိုစိုးရလို့ပြောလို့ရပါဘောเนาะဆိုတော့ဘာလို့ဆိုတော့ညီမတို့က32 trade ယူခဲ့ trade တွေမှာ4 win ရှိရယ်4 win ရှိရယ်ပြီးလို့ရှိရင်ညီမတို့က10 breakout ပါလို့ရှိရင်ညီမတို့က 80% ပဲညီမတို့က win rate ရှိရပေါ့เนาะဆိုတော့ lose rate က 56% ဖြစ်နေရဆိုတော့32 trade မှာ18 trade ကရှုံးတယ်လို့ပြောလို့ရတယ်ဆိုတော့ဒါကတော့ strategy တာမကောင်းအဲ့တော့မကောင်းတဲ့ဟာညီမတို့စဉ်းစားရပေါ့เนาะညီမအဲ့တော့ strategy ကိုပဲပြောင်းအောင်မလားပေါ့တော့ strategy မကောင်းထွက်လာရဲဆိုတာဘာကြောင့်လဲ psychology ကြောင့်လား strategy မကောင်းလို့လားဆိုညီမထိတ်တွေအကုန်လုံးကိုတစ်ခုချင်းစီပြန်ကြည့်ရပေါ့နော်ဒါညီမ4ရက်နေ့ကနေပြီးတော့ညီမ12ရက်နေ့ထိဒီ refinement နဲ့မှာ data ပါရပေါ့နော်ဆိုတော့အဲ့ဒါ trade ချင်းတွေညီမပြန်ကြည့်ရပြီးညီမ trade ချင်းစီမှတ်တယ်ပေါ့နော်မှတ်တဲ့အချိန်မှာညီမဘာဖြစ်နေရလဲဆိုတော့ညီမရဲ့ miss trade ပေါ့နော်ဆိုတော့ညီမတို့က win တာနဲ့ lose တာရယ် BE ရယ်3မျိုးပဲရှိရယ်ဒါပေမဲ့နောက်တစ်ခုကကျတော့ miss တာလို့ပြောလို့ရအဲ့ miss တာကညီမတို့ကဘာကြောင့် miss တာလဲဆိုတာစဉ်းစားတော့ညီမစဉ်းစားရဆိုတော့ညီမ trade record ရရှိရယ်အဲ့ record ကိုပြန်ကြည့်ရချိန်မှာညီမ entry ကိုတွေ့လို့ရှိရင်ညီမဝင်နိုင်ဘူးပေါ့နော်ကြောက်တာအဓိကမဝင်မဲနဲ့ဒီတိုင်းထိုင်ကြည့်နေရအများကြီးအဲ့ဒါကြောင့် miss trade တွေကဖြစ်တာ okay အဲ့ဆိုရင် miss trade ဒါညီမတို့အတွက် strategy တစ်ခုရှိအဲ့ miss trade ကိုညီမတို့က miss trade တယ်ဆိုတာမျိုးဖြစ်နိုင်တယ်နိုင်တာလည်းဖြစ်နိုင်တယ်ရှုံးတာလည်းဖြစ်နိုင်တယ်ကွာအဲ့တော့ညီမ miss trade တွေအကုန်လုံးမှာနိုင်တာဘယ်နှခုရှုံးတာဘယ်နှခုဆိုပြီးပြန်ခွဲတဲ့အချိန်မှာညီမ trade miss တဲ့ဟာတွေအကုန်လုံးက8 out of 10နိုင်တယ်ကွာအဲ့တော့ပြောချင်တာ strategy ကမားရဆိုလို့ရှိရင် miss trade တွေထဲမှာ lose trade ကများနေရမှာနိုင်တဲ့ trade ကများနေရဆိုတော့ပြောချင်တာအဲ့နိုင်တဲ့ trade ကိုညီမက execute တာလုပ်နိုင်လို့ရှိရင်ညီမ strategy က positive မျိုးဖြစ်မယ်ပေါ့နော်ဆိုတော့ဒါကလည်း bias နဲ့ပြောတာလည်းဖြစ်နိုင်တယ်ညီမတို့နောက်လာအတွက် trade တာကိုစောင့်ကြည့်အောင်ပေါ့နော်ဒီ strategy ကိုဆက်သုံးမလားမသုံးမလားဆိုညီမကတော့ stick to the strategy ဖြစ်ချင်တာကွာတကယ်တော့မပြောင်းချင်ဘူးပေါ့နော်ဆိုတော့ပြောင်းcompletely ပြောင်းဖို့လည်းမလိုပါဘူးမှားဟာလေးပြောင်းရင်ရပြီဒါပေမဲ့ဒီလအတွက်ကတော့ညီမက miss trade တွေကနိုင်တဲ့ trade တွေများတဲ့အကြောင်းဒီ miss trade ကိုညီမ execute မှာပေါင်းလို့ရှိရင်ညီမ strategy ကpositive ပြန်ဖြစ်လာမယ်လို့ယူဆရတယ်ပေါ့နော်ဆိုတော့ဒါကတော့ overall ညီမရဲ့ strategy ဖြစ်ပါတယ်ပြီးလို့ရှိရင်ညီမတို့ trade တစ်ခုချင်းစီ break down သွားမယ်ပေါ့နော်ဆိုတော့ညီမဒီမှာ trade ခဲ့တဲ့ရက်တွေအကုန်လုံးဆရာညီမညီမရဲ့ set တစ်ခုချင်းစီကို break down ပြန်ပြီးတော့လုပ်ထားရပေါ့နော်ဆိုတော့ညီမတို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ညီမမှာ C2 ရှိရယ် D2 တွေပါတယ်ဆိုတာညီမနာမည်ပေးထားတာပေါ့နော်ဆိုတော့ညီမရဲ့အရင်လ break down ကိုသွားကြည့်လို့ရှိရင် D2 တွေပါတွေကဘာယူဆလဲဆိုတာတွေ့ရလိမ့်မယ်အရှင်းဆုံးပြောလို့ရှိရင် C1 က continuation ပေါ့နော် continuation ပြီးရင် C2 ကလည်း continuation ပဲ absorption ကကြတော့ညီမတို့တစ်ဖက်ကနေပြန်လှည့်လိုက်ဟာကို trade တာဆိုတော့ဒါကတော့အရှင်းဆုံးပဲပေါ့နော်ဆိုတော့ညီမတို့ပထမအောင်ဆုံး C1 ဆိုတဲ့ဟာကိုအရင်ကြည့်မယ်ပေါ့နော် C1 ဆိုတာဘာလဲဆိုတော့ညီမတို့က strong breakout ကို trade တာကွာ C1 မှာညီမတို့က win တာကိုကြည့်မယ် win တာကိုကြည့်မယ်နော် win တဲ့ဟာရဘယ်ဟာကြီးလဲဆိုတော့ညီမတို့ဒီမှာဒီ candle ကညီမတို့ရဲ့ entry candle ပါ sorry အဖြူအောင်ပြောင်းအောင်ဒါကတော့ညီမတို့ရဲ့ entry candle ပါ entry candle ညီမဒီမှာဝင်နေဒီမှာထွက်တယ်ပေါ့နော်ဒါလည်းဝင်နေ trade တခုဒီမှာလည်းဒီမှာဝင်နေဒီမှာထွက်တယ်ဒါလည်းဝင်နေ trade တခုပေါ့နော်ဆိုတော့အဲ့တော့ညီမတို့ mixed trade ကိုကြည့်မယ် mixed trade တွေကဒီမှာဆိုညီမဘာလို့ trade ရလဲဆိုညီမဒီအပေါ်မှာ candle က fully မပိတ်လို့ညီမမ trade တာပေါ့နော်ဆိုရင်ဒီမှာဆိုတော့ကြည့်လိုက်ရင်ညီမဘာလို့ trade ရဒီမှာကျတော့ hesitate ဖြစ်ပြီးတော့မ trade တာဆိုတော့ညီမရဲ့ C1 ရဲ့ win နဲ့ set နဲ့ညီမ mixed trade က set ကcompletely တူတဲ့ပုံရှိရဲဘာလို့မ trade လိုက်တာလဲကွာဝေးရဆိုတော့ညီမဒီ mixed trade ကိုသာ execute လုပ်ရှင်ဒီနှစ်ခုကလည်းနိုင်မှာပေါ့နော်ဆိုတော့အဲ့တော့ 4 trade ဖြစ်နိုင်တယ်ဆိုတော့အဲ့ဒါကိုပြောပါတော့ညီမကို positive expectancy ဖြစ်မယ်ဆိုတော့ okay ဒီမှာဆိုလဲဒီ trade ကိုလည်းညီမဒါထိတ်လို့ရတဲ့ယူလို့ရတဲ့ trade ပေါ့နော်ဆိုတော့ဒါတော့ညီမ miss trade တွေတော့ညီမတို့ lose trade ကိုကြည့်မယ်ပေါ့နော် lose trade ကိုကြည့်လို့ရှိရင် lose trade ကလည်းတူတူပဲဒါပေမဲ့ trade တိုင်းက 100% တော့မမှန်ဘူးပေါ့နော်အဲ့တိုင်းပဲညီမ set ကလည်း 100% တော့မှန်တာမဟုတ်ဘူးဒါပေမဲ့ဒီမှာ lose trade ပေါ့နော် lose trade တွေကလည်းရှိရယ်ဆိုတော့ lose trade မှာလည်းဒါက complete ကောင်းတဲ့ candle ပဲဒါပေမဲ့ lose trade လဲဆိုတော့
ဘာဖြစ်ညီမတို့ယူဆမှာနိုင်နာနဲ့ရှုံးနိုင်မှာဘယ်ဟာပုံများလဲဘယ်ဟာ possibility ရှိလဲဆိုတော့ယူဆမှာဖြစ်တယ်ဒီမှာအခုထိတော့ဒီမှာဆိုဒီမှာ win နဲ့ miss နဲ့၄ခုရှိရကွာ lose တာတစ်ခုရှိရဆိုဒါပို့ပြီးတော့ positive ဖြစ်တဲ့ဘက်ကိုရောက်တယ်ညီမတို့ BE ကိုကြည့်မယ်ပေါ့နော် BE ကိုကြည့်မယ်ဆိုလို့ရှိရင်ညီမတို့price ကတကယ်10ဖြစ်သွားရင်လည်းညီမတို့ BE ထားနိုင်တယ်ဒါတကယ်ကိုကောင်းနေပေါ့နော်ဆိုတော့ဒါညီမအောက်ကိုကြာဒီဟာအောက်ကိုကြာပါအောင်နော်ပြီးရချိန်မှာညီမ BE ရှိပြီးရချိန်ဒီ trade ဆိုလဲညီမတို့ဒီမှာ entry ဒီ KR ပြီးရချိန်မှာညီမ entry ဝင်ရချိန်မှာ price ကအောက်ကိုပြန်ကျလာလို့ညီမတို့ထွက်သွားတယ်ဆိုတော့ဒီမှာဆိုလဲညီမတို့ဒီလိုတက်ပြီးရချိန်မှာအောက်ကိုပြန်ကျလာလို့ထွက်သွားတယ်ပေါ့နော်ဆိုတော့ညီမတို့ရဲ့ trade C1 ရဲ့ trade ကို break down ကိုညီမတို့ကြည့်မယ်ဆိုလို့ရှိရင်ဗာလဲဆိုတော့ညီမကSo your entry ကအဓိက take entry after a strong breakout candle ပေါ့ strong breakout ကနေပြီးညီမတို့က entry ဝင်နေအဲ့လို entry ဝင်တဲ့အချိန်မှာညီမတို့ align ဖြစ်ရမှာ POC align ဖြစ်ရမယ်ဆိုတော့ candle က breakout တဲ့ candle က POC အပေါ်မှာပိတ်ရမယ်ညီမဒီဟာနဲ့ပြလို့ရ Okay I will show with this ပေါ့နော် Okay that's cool Okay ညီမတို့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ align ဖြစ်ရမယ် POC align ဖြစ်ရမယ်ပေါ့နော် breakout တဲ့ candle က POC ပေါ်မှာပိတ်ရမယ်ပြီးလို့ရှိရင် one side imbalance ပေါ့နော်ဒီမှာဆိုရင် one side imbalance တက်မယ်ဆိုလို့ရှိရင် SI ဘက်က imbalance ရှိရဲဆိုတော့ imbalance ရှိရဲအဲ့တော့ one side imbalance ရှိရဲပြီးလို့ရှိရင်အဲ့ဒါ trending ဖြစ်နေရောဒီ trending ဖြစ်နေရဲ့အချိန်မှာတွေ့တဲ့ဟာကြီးကပို့ပြီးတော့ကိုယ့်အတွက် possibility ကောင်းပါတယ်ပြီးလို့ရှိရင် engulf ဖြစ်ရမယ်ပေါ့ပြောချင်တာ candle က engulfing ဖြစ်ပုံစံဖြစ်လို့ရှိရင်ဒါညီမတို့ strong ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့ညီမတို့ရဲ့ align ဖြစ်ရမယ့်ဟာကြီးကအဲ့ဒါ risk ကကြတော့ညီမတို့ကဘာလဲဆိုတော့ဒါ continuation ဝင်တာဖြစ်တဲ့အတွက်ညီမတို့ expect လုပ်တာကဘာလဲဆိုတော့ညီမတောက်လျှောက်တက်သွားတော့ expect လုပ်တာဖြစ်တယ်အဲ့ကြောင့်မလို့ညီမ10ဖြစ်လာလို့ရှိရင်ညီမရဲ့ set မှန်တော့ယူစားရပေါ့နော်အဲ့ကြောင့်ဆိုတော့နီးနီးလေးပဲထားရဲတော့ POC အောက်မှာပဲထားရဲပေါ့နော် quick execution ဖြစ်ရမယ်တဲ့ပြီးလို့ရှိရင် win ကကြတော့ price ကို fast direction ကိုတောက်လျှောက်သွားလို့ရှိရင်ညီမတို့ win တာပေါ့ lose ရဆိုလို့ရှိရင် instant tank မဲ့ opposite ပေါ့နော်ဆိုတော့ညီမတို့ lose trade ကိုပြန်ကြည့်မယ်ဆိုရင်ညီမတို့ဒီမှာညီမတို့ရဲ့ trade ကညီမတို့ win ပြီးသွားဆိုရင်ညီမတို့ stop loss ကဒီ POC မှာရှိမှာပေါ့ဒီမှာ instant အောက်ကိုပြန်ထမ်းလာညီမတို့ stop loss ထိရဆိုတော့ထိညီမတို့ဘာလို့ညီမတို့ stop lossထိတယ်ညီမတို့ lose ဖို့အတွက်ဘာ expect လုပ်ရရဲဆို instant time ဖြစ်လို့ရှိရင်ညီမတို့ lose တယ် B ဖြစ်တဲ့ဟာကြတော့ go to the direction and come back ဆိုတော့ညီမတို့ B trade ကိုပြန်ကြည့်တဲ့အချိန်မှာအဲ့ဒါသူ့ရဲ့ direction တစ်ခုတော့သွားပြီးလို့ရှိရင်အောက်ကိုပြန်ကျလာတယ်ပေါ့နော်ဆိုတော့အဲ့ဒါညီမတို့ရဲ့ B ဖြစ်တဲ့ပုံစံဖြစ်ပါတယ်ဆိုတော့ဒါကတော့ညီမတို့ရဲ့ C1 set မှာညီမတို့ trade ခဲ့ရမှာမြင်ရတဲ့အရာတွေပေါ့နော်ဆိုတော့ဒါကတော့ C1 set ရဲ့ breakdown ဖြစ်ပါတယ်ဆိုရင်ညီမတို့ကအခုကဘလို့အရာရညီမတို့အတွက်နိုင်တာလဲပြီးရင် lose တယ်ဆိုရင်ဘလို့ပုံစံအနေနဲ့ lose တာလဲပြီးရင် B ကဘလို့ပုံစံနဲ့ဖြစ်တာလဲပြီးရင်ညီမတို့ဘာ align လုပ်ရမလဲဆိုတာသိပါတယ်ပေါ့နော်ဆိုတော့ C1 ပြီးလို့ရှိရင်ညီမတို့ absorption ကိုသွားမယ် absorption က absorption 1မှာပိတ်ပြီးတော့မရှိဘူးပေါ့နော်အဲကြောင့်ညီမတို့ absorption 2နဲ့1နဲ့အတူတူပဲပြလိုက်မယ် absorption 2ကကြောင့်ညီမတို့အလုံးတိရယ်ဆိုတော့ဘယ်လိုပြောပြရနာမည်လဲတော်တော်များများသိကြရပေါ့နော် slingshot ဆိုတာပါလဲဆိုတော့ဒီကညီမတို့အလဲကူဆုံးပြောလို့ရှိရင် POC ကဒီနားမှာရှိရဒီနားမှာရှိရနားမှာရှိရနေဒီလိုကြာပေါ့နော်အဲ့လိုမျိုးကြာတာကို slingshot လို့ခေါ်ရဲဆိုတော့အဲ့ဒါကိုညီမတို့ပုံ trade တွေအကုန်လုံးတော့ညီမဒီပုံတွေအကုန်လုံးတော့မပြတော့ဘူးပေါ့နော်အချိန်ကြာမှဆိုတော့ညီမတို့စာအုပ်ဒီတစ်ခါရင်ကြည့်လိုက်မယ် slingshot ကိုပြောချင်တယ်ပေါ့ entry ကကြတော့ဒီ aggressive side get absorb and opposite side win ပေါ့နော်ဆိုတော့တစ်ဖက်က absorb ခံရပြီးတော့တစ်ဖက်က win သွားတာကိုညီမတို့ကslingshot လို့ခေါ်ရပါတော့ဆိုတော့ညီမဒီဟာနဲ့ပြလိုက်မယ်so okay okay ဒီမှာဆိုလို့ရှိရင်ညီမတို့ဒါ16ရက်နေ့က trade ပေါ့နော်ဆိုတော့ aggressive side absorb ဆိုဒီမှာဆိုရင် price ကအပေါ်တက်ချင်တယ် B ဘက်ကိုလာရဲဒါပေမဲ့သူဒီမှာတောက်လျှောက် aggressively ဒီမှာတောက်လျှောက်တင်လာတယ်ဒါပေမဲ့ B ဘက်ရောက်တဲ့အချိန်မှာသူမတင်နိုင်တော့ဘူးပေါ့နော်အဲ့တော့ aggressive side က absorb ပြီးတော့ positive side က opposite side က win သွားရဲဆိုတော့ဒီတစ်ဖက်အောက်ကကန်ဒီကန်တွေကအောက်ကိုပြန်ပြီးကျလာပြောချင်တာဒီ buyer ကဒီမှာ absorb ခံရပြီးရှုံးပြီးတော့အောက်ကိုကျလာရဲဆိုတော့အဲ့ဒါကို aggressive side absorb and opposite side win လို့ညောတော့ပြောလို့ရတယ်ပြီးတော့ risk ကကြောက်ဘာလဲဆိုတော့second candle imbalance ပေါ့စေ risk ဆိုတာကြောင့်ညီမတို့ stop loss ထားမယ့်နေရာကိုပြောတာပေါ့နော်ဆိုတော့ညီမတို့ second candle ရဲ့ imbalance မှာ stop loss ထားခြင်းဒါ safe အဖြစ်ဆုံးပဲဒါမှမဟုတ်ညီမတို့ဒီ third candle ဒီမှာ candle 3ခုရှိရပါတော့ဒီလို1နဲ့3 sorry အမဲအောင်လို့ဖြစ်နေဆိုတော့1နဲ့3ပေါ့နော်ဒီ candle နောက်ဆုံး candle ရဲ့ POC မှာထားလို့ရှိရင်လည်းဒါရတယ်ပေါ့နော်ဆိုတော့ညီမတို့က okay အခုဆိုရင် stop loss ထားမယ့်နေရာသိသွားပြီအဲ့တော့ lose ဖြစ်တဲ့ပုံစံတွေကဘယ်လိုပုံစံတွေလဲဆိုရယ် win ဖြစ်တဲ့ဟာတွေကဘယ်လိုပုံစံတွေလဲဆိုတာကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ညီမတို့က win ဖြစ်တဲ့နေရာအကြည့်မယ် win ဖြစ်တဲ့နေရာကokay ညီမတို့ကဒီမှာ first second third ဆိုပြီးသုံးမျိုးရေးထားရပါတော့ဆိုတော့ဒါ slingshot မှာပါတဲ့ candle 3ခုကိုညီမကြည့်ထားတာဆိုတော့ first candle က aggressive က absorb ပေါ့နော်ဆိုတော့ပြောချင်တာ aggressive က absorb ဆို first candle မှာရပါတော့ break down အောက်ကို break out ဖြစ်လာတဲ့အချိန်မှာအဲ့လိုတစ်ဖက်ကစက်ညင်ဘက် POC စက်ညင်ဘက် imbalance ရှိနေရလဲဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ okay ညီမတို့တနေရမှာဆိုတော့ဒီဟာကိုတစ်ချက်ကြည့်ကြည့်မယ် okayဒီဟာချက်ကြည့်ပြပါတော့။ဒီမှာဆိုလို့ရှိရင်ညီမတို့ကပြောချင်တာကဘာလဲဆိုတော့
first ကန်တယ် aggressive က absorb ဆိုတာကြောင့်ဒီမှာ dark short ပေါ့နော်အနီအောင်ကန်တွေကဆင်းလာတဲ့အချိန်မှာဒီမှာသူတကယ်လားဆက်ဆင်းမယ်ဆိုရင်ဒီမှာ1500ကျော် imbalance ရှိရပေါ့နော်ဆိုတော့သူ့ရဲ့1500ကျော် imbalance က price ကသူ aggressive ဖြစ်ရင် price ကိုအောက်ကိုမဆင်းနိုင်လို့ဆိုတော့သူ absorption ဖြစ်တာပဲကွာဆိုတော့ aggressive side က absorb ဖြစ်သွားတယ်ညီမတို့ first ကန်တယ်ပြီးလို့ရှိရင်ဆိုတော့ first ကန်တယ်ကaggressive က absorb ဖြစ်သွားတယ်ပြောချင်တာသူ့မှာ possibility လည်းရှိရကွာအမြဲဒီလိုပုံစံဖြစ်နေတာမဟုတ်ဒါမှမဟုတ် both side aggressive ဖြစ်တာလည်းဖြစ်နိုင်တယ် both side aggressive ဖြစ်တာအကြောင်းဘာလဲဆိုတော့ကနေတစ်ခုလုံးမှာဒီမှာလည်းစိတ်မှန်လည်းရှိပြီးဒီမှာလည်းဘာမှလည်းရှိနေတာပေါ့နော်အဲ့ဒါလည်း one of the possibility ပဲဒါပေမဲ့ညီမအရှိဆုံးမှာထားပြီးရေးထားတဲ့ကောင်ကအကောင်းဆုံး possibility ပေါ့နော်အခုဒီဟာဆိုရင်အကောင်းဆုံး possibility ကပါတယ်ပြီးရင်ဒီ down mode ဒါ both side aggressive ဖြစ်နိုင်တယ်နောက်တစ်ခုကကြောက်ဘာလဲဆိုတော့ဒီပထမဆုံးကန်နေရပဲ engulfing ဖြစ်ပြီးတော့ both side မှာ imbalance ရှိရလဲဖြစ်နိုင်တယ်ဒါ possibility ပေါ့နော်ညီမwin နဲ့ trade တွေရော lose trade တွေရောပြန်ကြည့်ရတဲ့မှာတွေ့ရတဲ့ပုံစံဖြစ်ပါတယ်နောက်တစ်ခု second ကန်တွေကိုကြောက်ညီမတို့ကဘယ်လိုပုံစံမျိုးတွေမြင်နိုင်လဲဆိုတော့ second ကန်တွေကကြောက်တော့ဘာလဲဆိုတော့ fill and absorb ပေါ့နော်ပထမဒီလာရဲ့ direction က fill ဖြစ်ပြီးတော့ absorb ခံရတယ်ဒီမှာဆိုလို့ရှိရင်ညီမတို့ sell imbalance ကိုတွေ့ရကွာ sell imbalance ကတူတာတကယ် imbalance နဲ့ aggressive ကြီးကြာကျင်ဆိုအောက်ကိုကြာမှာဒီမှာဆိုမကြာနိုင်ဘူးဆိုတော့ညီမတို့ကဒါ fill and absorb ဖြစ်သွားတာ fail ဖြစ်တယ်သူက fail ဖြစ်တယ်ပြီးရင် absorb ခံရတယ်အဲ့တော့ second ကနေမှာ possibility အကောင်းဆုံးက fail and absorb ဖြစ်တယ်ဒါမှမဟုတ်သူကအဲ့ဖြစ်တဲ့ absorption ကဒီဘာ absorption ဖြစ်ဖြစ်ပေါ့နော်ဒီ first move ကိုသူကပြောင်းပြန်ဖြစ်ပါမယ်ဆိုတဲ့ဟာကို support လုပ်ရမယ် support တဲ့ absorption ဖြစ်လို့ရှိရင် second ကနေကညီမတို့က user အဲ့ဆိုကောင်းတယ် user third ကနေဘာဖြစ်အောင်လဲဆိုတော့ third ကနေက engulfing ပေါ့နော် engulfing ဖြစ်မလားအဲ့ engulfing မှာဘာဖြစ်အောင်လဲဆိုတော့ imbalance ရဲ့ POC က support ရမယ် close over the previous fight ဆိုတော့ at least ဒီ3ကြောင့်သူတို့ fight ဖြစ်နေတဲ့နေရာပဲပေါ့နော်ဆိုတော့ဒီ3ကြောင့်မှာပေါ်ပိတ်ရင်မပိတ်ရင်ဒီ second ကန်တွေရဲ့အပေါ်မှာ third ကန်တွေကပိတ်ရမယ်ပြောချင်တာ opposite imbalance is thought is a test ပေါ့နော်ပြောချင်တာတစ်ခါရောက်ရှင်ညီမတို့ကဒီဟာကို engulfing လို့ယူဆတာပဲမယ်ဒီမှာတက်တယ်ဆိုရင်မဲ့ဒီ big ဘက်မှာဒီ bell ဘက်မှာ negative imbalance လည်းတွေ့ရဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါ stay in the test ပေါ့နော် negative imbalance ပြပြီးတော့ဝင်လိုက်လို့ရှိရင်လည်းတက်သွားမျိုးရှိတယ်ဆိုတော့ဒါတော့ညီမတို့ absorption မှာမြင်ရမယ့်ပုံစံမျိုးပေါ့နော်ဆိုတော့ညီမနားလေသလိုရေးထားပေါ့နော်ကြည့်ရတဲ့သူတွေရှုံရင်လည်းရှုံနေမှာပေါ့နော်ဆိုတော့ဘာဖြစ်ညီမပုံတော့ပြကြည့်ပါမယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြောင့်ညီမတို့ loose ဖြစ်တဲ့ဟာကိုပြောကြည့်မယ် loose ဖြစ်တဲ့ဟာကြောင့်ညီမတို့ဘယ်မှာ loose ဖြစ်နိုင်လဲဆိုတော့ price go and come back with strong imbalance ဆိုတော့ညီမတို့ loose ဖြစ်တဲ့နေရာမှာသွားကြည့်လို့ရတယ်ဆိုတော့ကျွန်တော် price ကသွားပြီးတော့ strong imbalance နဲ့ပြန်လာတယ်ဒါမှမဟုတ် instant time without hesitation နဲ့you have to close without hesitation if can close or ပြောချင်တာညီမတို့ကပုံမှန်ဆိုရင်ညီမတို့ stop loss မထားဘူးပေါ့နော် stop loss manual လေးပိတ်တာဖြစ်တဲ့အတွက်ညီမဘလုံးသွားရင်းနေရဆိုလို့ရှိရင် stop loss ကဒါညီမဘလုံးသွားရင်းနေရပုံပေါ့နော်အဲ့ပုံကြည့်အဲ့ဒီတော့ဆိုညီမ stop loss မထားတာဖြစ်တဲ့အတွက်ကန်တွေကအရန်မြင်လာတဲ့အချိန်မှာညီမဘလုံးသွားတာပေါ့နော်ဆိုတော့ဒါလည်းညီမတို့ဒီမှာကန်တွေကိုအမြန်ပိတ်ဖို့အတွက်အရေးကြီးတယ်လို့ပြောပြင် don't flip idea ဆိုတော့ညီမတို့ကဒီဟာ loose ပြတဲ့အချိန်မှာလည်း idea flip လို့ရတယ်လို့ပေါ့နော် flip လိုက်တဲ့အချိန်မှာနိုင်တာဖြစ်သွားနိုင်တယ်ဆိုတော့ okay အဲ့ဆိုညီမတို့ကန်တယ်ရဲ့ criteria အဓိကပုံစံလေးတွေကိုသွားကြည့်မယ်ပေါ့နော်ဆိုတော့ဒါကတော့ညီမတို့အခုဘာကိုကြည့်မှာလဲဆိုတော့ win တာနဲ့ miss တာကိုကြည့်မှာပေါ့နော်ပြီးလို့ရှိရင် loser ရန်ပြင်ပေးကြည့်မယ်အဲ့တော့ win တဲ့ဟာကိုတစ်ချက်ကြည့်မယ် win တဲ့ဟာဆိုလို့ရှိရင်ညီမတို့ဆောနာပြောရဲ first ကန်တယ်မှာဘာပြရမှာလဲဆိုတော့တစ်ဖက်ကို absorb ခံရတာဒါဆိုသူက first ကန်တယ်ကစပြရဲဆို very good ပေါ့နော် second ကန်တယ်မှာဆိုလဲသူ fail ရဲ့ third ကန်တယ်မှာ second ကန်တယ်အပေါ်မှာပိတ်တယ် okay အဲ့ဆိုညီမတို့နောက်ထပ်တစ်ပုံသွားကြည့်မယ်ဆိုလဲဒီမှာဆိုရင်ဒါကြောင့် both side imbalance ရှိရဲဒါပေမဲ့ဒီမှာညီမတို့ဘာပြနေလဲဆိုတော့ဒီအစိမ်းအောင် imbalance စပြနေပြီပေါ့နော်ဒီမှာဆိုရင်ဒုတိယကန်တယ်က first ကန်တယ်လာတဲ့ direction fail ရဲဒါဆိုရင် engulfing နဲ့အပေါ်မှာပိတ်တယ်ဆိုတော့နောက်တစ် trade ကိုကြည့်မယ်ဆိုရင်အောက်ကိုကြာတယ်ဒီမှာအစိမ်းအောင် imbalance ပြနေပြီသူဒီပြောစရာမှာမပိတ်နိုင်ဘူးဒီမှာအစိမ်းအောင် imbalance ပြနေပြီပြည့်အချိန်မှာဒီဟာတကန်တယ်မဟုတ်ပဲဒီကန်တယ်ကကြောက်ကိုကဒီ second ကန်တယ်ကအပေါ်မှာပိတ်သွားတယ်ပေါ့နော်ဒီကန်တယ်ကြည့်တယ်ဒါပေမဲ့ကိုကပိုကြီးတေးရခြင်းနဲ့ဆိုရင်ဒီလိုမျိုးအကောင့်နဲ့ကန်တယ်ကိုဆောက်လို့ရတယ်ဆိုတော့ပြီးမှဒါ trade လဲဒါလဲ absorption 2ပဲပေါ့နော်ဆိုတော့နောက်တစ်ခါကိုကြည့်မယ်ဆိုတော့ညီမတို့ဒီမှာဆိုရင် both side ပြနေသေးတယ်ဒီမှာဆိုရင်ကြည့်လို့ရှိရင်ဒီမှာ buy bubble ရှိတယ်ဒါပေမဲ့အောက်မှာပိတ်တယ်ဒီကတော့ confirmation ဖြစ်တယ်ဒီ second ကန်တယ်ရဲ့အောက်မှာပိတ်သွားတဲ့ဟာဒါဆိုရင်ညီမတို့ absorption လို့ယူဆလို့ရတယ်ဒီမှာဆိုလဲဒါအပေါ်တက်တယ် both side imbalance ပြရတယ်ဒီမှာကျတော့ဒါသိကြရပေါ့နော် sell imbalance ကသူရောင်းချရတဲ့အချိန်မှာ buy balance ဒီမှာပဲတာနိုင်ဒါပေမဲ့ buy balance ဒီအပေါ်ပြန်မတင်နိုင်ဘူးဒီကန်တွေမှာသူက confirmation ပေးအောက်ကိုကြာတယ်ဒီကန်တွေမှာဆိုရင်ညီမဒါဗနေရက်နေ19ရက်နေအောင်19ရက်နေ trade ဆိုရင်ညီမဒီဟာကိုညီမကဗာလဲဆိုတော့ဒီမှာ trade ရင်လည်းရတယ်ဒီမှာ trade ရင်တော့ဒီ short တော့ cover ပေးရမှာပေါ့နော် short တော့ cover ပေးရဆိုတော့ညီမဆောနာပြော second ကန်တွေရဲ့အပေါ်ဆုံးမှာ cover ပေးတာတော့အလုံးစုံဆုံးပဲဒါမှမဟုတ်ဒီကန်တွေရဲ့ POC ပေါ့ဒီမှာသာ short ပြီးတော့ဒီမှာ POC ပေါ်လောက်ပဲ cover ပေးလို့ရှိရင်ဒါ short တော့ထိမှာဒါမှမဟုတ်ညီမတို့ကဒီဟာကို POC အောက်မှာဒီကန်တွေကမပိတ်ဘူးဆိုရင်ညီမတို့ characteristic တစ်ခုနဲ့မကိုက်ဘူးပေါ့နော်အဲ့တော့ဒီနောက်ဆုံး cover အောက်ကိုပေးရဟာကိုမှတ်လိုက်လို့ရှိရင်ညီမတို့ကဒီဟာပြီးမှ trade မယ်ဆိုလို့ရှိရင်တော့ညီမတို့ဒါ TP ရမှာပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကိုညီမတို့ကြည့်မယ်နောက်တစ်ခုဆိုလို့ရှိရင်ဒီမှာဒါကတော့ continuation ပေါ့နော်ဒီမှာ
အဲ့တခါပြရဲဒီမှာ10လားကြာရဲပြိုစီရမပေါ့မပိတ်နိုင်ဒုတိယကန်ဒီနောက်ဆုံးတတိယကန်က push တယ်ပေါ့နော်ဆုံးဒီ push မှာသူတို့အပေါ်တက်သွားဖြစ်ပါတယ်ဆိုတော့ညီမတို့နောက်တစ် trade ကိုကြည့်မယ်ဆိုလို့ရှိရင်နောက် trade ကကြတော့ဘယ်နေရာလဲဆိုတော့နောက် trade ကကြတော့ညီမတို့ဘယ်နေရာကိုပြောရလဲဒီနေရာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဗာလဲဆိုတော့ဒီမှာကျလာတယ်ဒါပေမဲ့ဒီမှာ POC အောက်မှာသူမပိတ်နိုင်ဘူးပြီးရင်ဒီကန်နဲ့3ကြောင်ပေါင်းကြည့်လို့ရှိရင်လည်းဒါတော့အပေါ်မှာပြန်ပြီးပိတ်သွားရပေါ့နော်ပြီးတော့ညီမတို့နောက်ထပ်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီကဒုတိယကန်နဲ့ဒါ first ကန်နဲ့ဒါ second ကန်နဲ့ဒါ third ကန်နဲ့ပေါ့ဒီက third ကန်နဲ့ညီမတို့ကတစ်ခါကျရင်4ကြောင်နဲ့ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလဲဒါညီမတို့ရဲ့ feedback ပေါ့နော်ရန် strong နဲ့ဒီမှာ absorb ခံရရဲဒီကန်တွေကအောက်မှာဒီ buy balance ရဲ့အောက်မှာပိတ်သွားနိုင်တယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်အဲ့လိုပဲအကူကျလာရဲဒီမှာ buy balance ရှိနေပြီဒီမှာ buy လိုက်ဒီမှာ sell balance တခုတော့ရှိသေးတယ်ကိုကစိတ်မချသေးဘူးဆိုလို့ရှိရင်ဒီကပြီးရဲ့အချိန်မှာဒီကောင်ကဒီကန်တွေကပေါ့နော်ညီမတို့ဒီရှိမှပြန်ငယ်ဖွင့်တွေကုန်လို့ရအပေါ်မှာသွားပိတ်တယ်ဆိုတော့ဒါလည်းအရန်ကောင်းပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးပဲပေါ့နော် buy balance 3ခုတောက်လျှောက်တွေ့ရဲ့အချိန်မှာဆက်ပြီးတော့တက်သွားဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုလဲဒါသူအောက်မှာပိတ်နိုင်ဘူးဒီမှာဆို buy balance ရှိရဲဒါဆိုအပေါ်တက်သွားရပေါ့နော်ဆိုတော့ဒါကတော့ညီမတို့ win နဲ့ trade တွေဖြစ်ပါတယ်အဲ့တော့ညီမတို့ lose trade တွေတွက်ကြည့်ကြည့်မယ်ပေါ့နော် lose trade တွေကကြောက်ပါလဲဆိုတော့ဒါဆိုညီမဘလုံးသွားနေပေါ့နော်ဒီကန်နေဆိုပါလဲဆိုတော့ဒီမှာ3ခုတွေ့တာ2ခုတွေ့ရပေါ့နော်ဒီမှာ buy balance ဒီမှာ buy balance ဒီမှာအပေါ်မှာထပ်ပိတ်တယ်ဒါပေမဲ့ price ကချစ်ချင်းအောက်ကိုပြန်လာတယ်ညီမတို့ lose ပါတယ်ဒါ lose တဲ့အချိန်မှာဖြစ်နိုင်တဲ့ပုံစံပေါ့နော်နောက်တော့ lose တဲ့ဖြစ်နိုင်တဲ့ပုံစံကြောက်ဒီမှာဆိုလဲညီမတို့ကအောက်ကိုညီမတို့ဒီညမှာ short လိုက်တာပေါ့ဒီကန်နေမှာညီမ short ဒီအနီအောင်မှတ်ထားတဲ့ကန်မှာ short ရချိန်မှာ price ကချစ်ချင်းအပေါ်တက်သွားဆိုတော့ညီမတို့ကစဉ်းစားမှာချစ်ချင်းပေါ်တက်သွားလို့ရှိရင်ညီမတို့ flip idea သုံးလို့ရတယ်ပေါ့နော်ဆိုတော့ကိုဝင်ထားတဲ့ bias ကိုချစ်ချင်းပေါ်တက်သွားချိန်မှာညီမတို့ကဒီမှာဆိုရင်ညီမတို့ကဗာစဉ်းစားလို့ရတယ်ဆိုရင်ညီမတို့ကဒါ absorption နဲ့စဉ်းစားလို့ရှိရင်အောက်ကြဟာကွာဒီကောင်ကအပေါ်ဆုံးမှာသွားပိတ်တယ်ဆိုရင်ဒါညီမတို့က C2 အနေနဲ့ continuation ကိုဆက်ပြီးတော့တိုက်တယ်ဆိုပြီးတော့ဒီဟာကိုအပေါ်မှာဘိုင်းလို့ရတယ်ပေါ့နော်ဆိုတော့ဒါညီမတို့ flip idea ဆိုတဲ့ဟာကိုပြပြဖြစ်ပါတယ်ဆိုတော့ဒါလည်းနောက်ထပ် lose တစ်ခုပဲဒီမှာဆိုလို့ရှိရင်ဗာလဲဆိုတော့ကြာရဲဒီမှာပြုတ်ပြောင်းမပိတ်နိုင်အောင်ဒါအပေါ်မှာတက်တယ်ဒါပေမဲ့ error ကဗာလဲဆိုတော့ buy balance at the second candle နဲ့ let's push is with the same balance at the top ဆိုတာဒီ9ခုခုပြောရပါတော့ဆိုတော့ဒါလည်း lose တဲ့ပုံစံတွေကတခုအခုကတော့ညီမတို့ lose တိုင်းနဲ့99နဲ့ကိုခွဲပြောပြပါရပေါ့နော်ဆိုတော့ B ဖြစ်တဲ့နေရာကိုကြည့်ကြည့်မယ် B ဖြစ်တဲ့နေရာကျော် price ကခိုးပြီးမှပြန်လာလို့ညီမတို့ပြောရဲဆိုတော့ဒါညီမတို့ရဲ့ first scan နဲ့ second scan နဲ့ third scan နဲ့ပေါ့နော်ဆိုတော့ပြန်လာတယ်ဒါကတော့ဒီဟာလေးညီမတို့ရဲ့ first scan နဲ့ဒီဟာကြောင့်ညီမတို့ confuse ဖြစ်နေတာဒါကညီမတို့လုံးဝမဝင်သင့်တဲ့ trade ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ညီမတို့ imbalance ကိုကြည့်လိုက်ညီမတို့ imbalance ကလုံးဝ clear မဖြစ်တာတွေ့ရပါလိမ့်မယ်ဒါဆိုရင်တော့ဝင်သင့်ပါဘူးဆိုတော့ဖြစ်ညီမဝင်တာဆိုမှတ်ထားပါပေါ့နော်ဆိုတော့ဆိုတော့ညီတို့အခုဆိုလို့ရှိရင်ညီတို့absorption မှာမြင်ရတဲ့ဟာတွေကတော့ဒီလိုပုံစံပဲပေါ့နော်ဆိုတော့အခုဆိုရင်ညီမတို့ကဒီမှာ aggressive တစ်ဖက်က aggressive side က absorb ခံရတဲ့ဟာကိုဝင်အောင်သိရ risk ကကြောင့်ညီမတို့ second ကန်နဲ့ပုံမှာထားမလား third ကန်နဲ့မှာထားမလားပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကfirst ကန်နဲ့ second နဲ့ third ကန်နဲ့မှာမြင်နိုင်တဲ့ဟာကြီးတစ်ဖက်က absorb မြင်ရမယ်တော့မဟုတ် first ကန်နဲ့မှာ both side လည်းမြင်ရနိုင်တယ်ပြီးရင် engulf လည်းမြင်ရနိုင်တယ်ဆိုတော့ဒါကတော့ second ကန်နဲ့မှာမြင်ရနိုင်တဲ့ပုံစံဒါ third ကန်နဲ့မှာမြင်ရနိုင်တဲ့ပုံစံပေါ့နော်ဆိုတော့ loose ကကြတော့ညီမတို့ဖြစ်နိုင်တဲ့ဟာကြီးပြောထားရဲပြင် B မှာကြတော့ go the direction ခံမယ်ဆိုရင်ညီမတို့ B တော်တော်များများမှာအဲ့ပုံစံနဲ့ဇက်သိန်းနေပေါ့နော်ဆိုတော့ okay ညီမတို့က absorption ပြီးသွားပြီပြီးလို့ရှိရင်ညီမတို့ C2 ပေါ့နော်ဆိုတော့ continuation C2 ကိုညီမတို့ကြည့်မယ်ဆိုရင် C2 ကဘာလဲဆိုတော့ entry ရဲ့ winner of the fight ဆို C2 ကကြောင့်ညီမတို့ကိုယ့်ရဲ့ ပြီးပိုင်းတစ်ခုရောက်တဲ့အချိန်မှာ price ကတိုက်ခိုက်နေရပါတော့ဘယ်ဘက်ကိုသွားမလဲမသိသေးတဲ့အချိန်က C2 ကိုညီမတို့သုံးပါတယ်ဆိုတော့ညီမတို့ကသူ့မှာ fight က2မျိုးရှိရပေါ့နော် short fight နဲ့ long fight နဲ့ဆိုတာရှိရဆိုတော့သူ့မှာလည်းသူ့ရဲ့ long fight မှာလည်းဖြစ်နိုင်တာ3ရှိ first ရ middle ရ last ရဆိုရှိရပေါ့နော်ဆိုတော့ညီမတို့အဲ့ဒါကိုပုံအရင်ကြည့်လိုက်ပုံအရင်ကြည့်ရင်ပို့ပြီးတော့နားလိုက်မယ်ထင်တယ်ဆိုတော့ညီမတို့ win နဲ့ high နဲ့ miss တဲ့ high နဲ့အရင်ကြည့်မယ်ပေါ့နော်ဆိုတော့ win နဲ့ high မှာဆိုရင်ညီမတို့ကဒီမှာဆိုရင်ညီမတို့ရဲ့ first ပေါ့နော် first ပထမဆုံးဒီ breakout ပထမဆုံးဒီကန်နဲ့ဖြစ်တယ်ကန်နဲ့ဖြစ်ပြီးချိန်မှာ price ကတောင်းလျှောက်မတက်ဘူးညီမတို့ကအမြဲ breakout ဖြစ်မျောလင့်တာပါလဲဆိုတော့ဒီမှာကန်နဲ့ရှိလို့ရှိရင်ဒီအပေါ်ကိုတက်လာတယ်ပတ်လာတဲ့အချိန်မှာ seller ကဒီမိုလာ attack လုပ်တဲ့ဟာကို buyer ဒီနားနေပြန်ပြီးတော့ကာကွယ်နိုင်လို့ရှိရင်ညီမတို့က buy နာပါတော့ဆိုတော့ဒါညီမတို့ C2 ဆိုရဟာရဲ့သဘောတရားက breakout ဖြစ်ပြီးအချိန်မှာတစ်ဖက်ကလာတက်ခဲ့တယ်ဒါပေမဲ့အဲ့တိုက်တာကိုဘက်ကပြန်ခံနိုင်တဲ့ခါမှာအဲ့ဘက်ကလိုက်ပြီးပွဲရဆိုတော့ဒါဆိုရင်ကျွန်တော်တို့ breakout လို့ယူဆရဲ breakout လို့ဆိုရင်အောက်ကိုပြန်လာတယ် protect လုပ်တယ်ဒီမှာ buyer နောက်ဆုံးဝင်သွားရဲဆိုရင်ဒါညီမတို့အတွက် less push ဖြစ်ပြီးတော့ကျွန်တော်တို့ဒီနားကိုဝင်တာကို C2 set လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့ miss trader set တွေကိုတစ်ချက်ကြည့်ကြည့်လာအောင် miss trader set တွေကကြောက်ပါမှာလဲဆိုတော့ဒီမှာဆိုတော့ဒီမှာတိုက်ခိုက်တယ်ပေါ့နော်သူတို့ဒီမှာတိုက်ခိုက်တဲ့အချိန်မှာဒီ1000ကျော်နဲ့ကန်တွေကသူတို့အပေါ်ဆုံးကပိတ်တယ်ပြောချင်တာဒါက breakout ဖြစ်တဲ့အချိန်မှာဒီမှာ10လားပြန်လာတယ်10လားပြန်ထက်တဲ့ဟာကိုပိုင်းရာကနောက်ဆုံးအပေါ်မှာပိတ်ပြီးသွားတယ်ပေါ့နော်ဆိုတော့ဒါကိုလည်း C2 set လို့ခေါ်ရဲညီမတို့ miss ဖြစ်တဲ့ဟာဒီမှာဆိုလဲဒီမှာတောက်လျှောက်တိုက်ခိုက်တဲ့အချိန်မှာဒီကန်တွေက163နဲ့သူအပေါ်မှာပိတ်ပြီးသွားတယ်ဒါဆိုလဲပုံမှန်ညီမတို့ C2 set ပေါ့နော် C2 set မှာဖြစ်ချင်တာဒါဆိုညီမတို့က breakout
ဗျာ breakout ကို तू ကမတိကြဘဲနဲ့အချိန်မှာဒီမှာ range ဖြစ်တယ်အဲ့ range ဖြစ်တဲ့အလဲကိုညီမတို့ fight လို့ခေါ်တယ်ပြီးရင်နောက်ဆုံး last push ဖြစ်သွားတာကိုညီမတို့ကနိုင်တဲ့ဘက်ကိုသွားမှလို့ခေါ်တယ်ဒါ C2 ရဲ့အခြေခံပဲပေါ့နော်ဒါကတော့ညီမတို့ miss ဖြစ်တဲ့ candle ကိုကြည့်တာဒီမှာဆိုလဲဒီမှာဒီ line မှာပေါ့နော်ဆိုတော့ညီမတို့ဘယ် line လဲဆိုတော့ဒီနေရာပေါ့နော်ဆိုတော့ဒီကန်တယ်ကအခုညီမတို့မြားပြထားတဲ့ကန်တယ်ဒီမှာအပေါ် break out ဖို့ကြိုးစားရဲဆယ်လာပြန်လာရဲဒါပေမဲ့နောက်ဆုံးပိုင်းကဒီကန်တယ်မှာနိုင်တယ်ဆိုတော့ညီမတို့ဝင်ကျင်တယ်ဆိုလို့ရှိရင်ဒီကန်တယ်ဒါမှမဟုတ်ဒီကန်တယ်မှာဝင်လို့ရတယ်ဆိုတော့ဒီကန်တယ်ဆိုလဲဒီအရှိရနှစ်ချောင်းနိုင်တာပေါ့နော်သူတို့ fight ဒီနာ fight ကိုနိုင်တာဆိုတော့ okay ဒါကတော့ညီမတို့ရဲ့C2 ရဲ့ miss setup ပြ28ခုလောက်ရှိရပြရအများကြီးဆိုတော့ညီမဒီလောက်ပဲပြလိုက်တော့မယ်ပြီးရင်ညီမတို့ BE ဖြစ်တဲ့ဟာကိုကြည့်မယ်ပေါ့နော် BE ဖြစ်တဲ့ဟာကြီးကျတော့ညီမတို့ကဒီမှာဒီ entry ကတကယ်မကောင်းတဲ့ entry ပါဆိုတော့ဒီကနေညီမတို့ဝင်လိုက်ပြီးတော့ချက်ချင်းပြန်ပြီးပြလဲပြောချင်တာ price ကတော့ရဒါပေမဲ့ပြန်လာတယ်ပေါ့နော် BE ဖြစ်တယ်ဆိုလို့ရှိရင်ဒီမှာဆိုတော့ညီမတို့ကဗာလဲဆိုတော့ price ကဒီမှာဒီဟာပြီးရဲ့အချိန်မှာညီမတို့ဒီမှာဝယ်တယ်ဝယ်ပြီးရဲ့အချိန်မှာကိုကန်နေဝင်ပြီးရဲ့ကိုထိတ်ကိုဝင်ပြီးရဲ့အချိန်မှာနှစ်ချောင်းသုံးချောင်းမှာကန်နေကအချိန်မကောင်းဘူးပေါ့နော်အဲ့တော့ပြန်လာအဲ့အချိန်မှာညီမပိတ်ရင်ခါ BE ဖြစ်တယ်ဆိုတော့နောက်ထပ် BE ရကြတော့ဘာလဲဆိုတော့နောက်ထပ် BE ရကြတော့ဒါကဒီပေါ်ဟာဆိုကြရရမှာနော်ဆိုတော့ဒီ trade ရဲ့အဓိကပုံစံကြောတော့ဒါကတော့ short fight လို့ခေါ်ပါဘောเนาะဆိုတော့ညီမတို့ဒီကန်နယ်ကိုကြည့်မယ်ဆိုရင်ဒါ break out ပြီးတဲ့အချိန်မှာဒီအပြောင်ကန်နယ်ကိုကြည့်လို့ရှိရင်ဒီပြောင်ကန်နယ်အခုညီမထောက်တဲ့ကန်နယ်ကဒီကန်နယ်ပေါ့เนาะဆိုတော့ဒီကန်နယ်အောက်ကိုကျလာတယ်ဒါပေမဲ့ set imbalance align ဖြစ်ပြီးတော့သူကအောက်ကိုကျရဆိုရင်ညီမတို့ဒီကန်နယ်ပြီးတဲ့အချိန်မှာဝင်လို့ရတယ်ဒါကတော့ short fight ကန်နယ်နှစ်ချောင်းနဲ့ fight ရတဲ့ဟာကိုခေါ်တာပါဒါကတော့ညီမတို့က short fight လို့ခေါ်ပြီး long fight ဆိုတာကြတော့ညီမတို့တိတာရဲ့ဟာကိုပြမယ်ဆိုလို့ရှိရင်တိတာဟာကိုပြမယ်ဆိုလို့ရှိရင် long fight ဆိုတာကြတော့ညီမတို့ဒီလိုမျိုးပေါ့เนาะဒီလိုဟာမျိုးကိုခေါ်တာဒီဟာမျိုးဆိုလို့ရှိရင်တောက်လျှောက်တွေ့တာကန်တဲ့ချောင်းနဲ့အဖြစ်မထွက်ဘူးအဖြစ်မထွက်ဘဲနဲ့ဒီမှာဒီနာမှာတောက်လျှောက် fight နေဟာဒီနေရာမှာပေါ့နော်ဆိုတော့ဒီမှာဆိုရင် break out ဖြစ်တယ်မသေးကြဘူးတောက်လျှောက် fight နေနောက်ဆုံးဒီကောင် last push ဖြစ်ပြီးတော့ညောတော့ကြတယ်အဲ့တော့ညောတော့ဘာလို့ဆောက်လို့ရ break out ဖြစ်တဲ့ဟာကို fast ဆိုပြီးဆောက်လို့ရတယ်ဂျိုင်းမှာဖြစ်နေရကြောင်း middle ပေါ့နော်နောက်ဆုံး last push ချာ last ဆိုပြီးဆောက်လို့ရတယ်ဆိုတော့ညောတော့ fast ရဲ့ middle last ရဲ့ဘာလို့ခေါ်လဲဆိုတော့တည်သွားမယ်ထင်ပါတယ်ဆိုတော့ okay နောက်ထပ်ဒုတိယဆိုတော့ပြော fast ရဲ့ last ရဲ့ middle ရှိရကြောင်းညောတော့ long fight လို့ခေါ်ရပေါ့ဒီလိုဟာမျိုးဆိုshort fight လို့ဒီမှာဆိုလို့ရှိရင် break out ဖြစ်တယ်ဒီမှာကန်တွေကဒုတိယ first ကန်တွေကလုံးဝ strong break out ပါဒုတိယကန်တွေကအဲ့ဒါကို align ဖြစ်တယ်ဒီမှာဆိုပြီးတော့ align ဖြစ်ပြီးတော့နောက်ပိုင်းကျရင်တောက်လျှောက်ကြာပါဘောเนาะဆိုတော့ညီတို့ဒီနေရာကနေတောက်လျှောက်ကြာဆိုတော့ဒါကိုညီတို့ last fight လို့ခေါ်တယ်ဆိုတော့အခုဟာညီတို့ win တာနဲ့ miss တာကြည့်ပါရောဆိုတော့ B ကြီးကြည့်နေပြီးရင်ညီတို့ lose တာကြည့်ကြည့်loser လဲပါလဲဆိုတော့သူကတောက်လျှောက် instant ပေါ့နော် instant ပြောင်းလဲသွားတာမျိုး loser လို့ခေါ်ရဲဆိုတော့ဒီမှာဆိုလို့ရှိရင်ညီမတို့ကဒီကန်တယ်ပြည့်ရဲ့အချိန်မှာဘိုင်းနေပေါ့နော်ဒါမှမဟုတ်ဘိုင်းနေနေရပြင်ချီချီအောက်ကိုပြန်လာပြီးတော့ lose သွားတယ်ဆိုတော့ဒါဆိုလဲညီမတို့ကဘယ် trade ဆက်ရမဆို lose တော့ lose နိုင်တယ်ကွာကိုကဘယ်လို lose လဲဆိုတော့ကိုကဘယ်လို lose တဲ့ဟာဘယ်လောက်များပြီးရှုံး win တဲ့ဟာဘယ်လောက်များ win တဲ့ဟာပုံများရဲဆိုတာသိဖို့အရေးကြီးတယ်ဆိုတော့ဒီမှာဆိုလဲဒါလည်း loose တဲ့set up ပဲဒီမှာဆိုလို့ရှိရင်ညီမတို့ကြည့်မယ်ဆိုရင်ဒီကညီမတို့ less push ပေါ့နော်ညီမတို့ less push ကဒီမှာဆိုတော့ဒါက long fight ပြီးပြီး less push ရဲ့ညီမတို့ဝင်နေဒါပေမဲ့ကန်တွေကချစ်ချင်အပေါ်တက်သွားတယ်ဆိုတော့ဒါကညီမတို့ရှုံးတဲ့ပုံစံတစ်မျိုးပေါ့နော်ဒါညီမတို့ entry ကဒီအောက်မှာပြီးတော့ stop loss ဒီပုံမှာဆိုတော့အဲ့လိုနားလည်ထားလို့ရတယ်ပြီးတော့ရှင်ညီမတို့ဒီကဆိုလဲဒါညီမတို့ရဲ့ long fight ဒါ middle ပေါ့နော်ဒါ first ဒါ middle ဒါ less push ဝင်နေကန်တွေချစ်ချင်အပေါ်တက်သွားဆိုတော့အဲ့လိုအချိန်မှာဒီမှာဆိုရင်ညီမတို့ဟာထားအကျယ်ကြီးပဲပေါ့နော်အဲ့ဒါညီမတို့ stop loss manual page မှာသတိထားဖို့လိုရယ် price ကပြန်မလာတော့ရင်ကိုကမရတော့ဘူးပေါ့နော်ပြန်ပြီးတော့မရတော့ဘူးပေါ့နော်ဆိုတော့ okay ညီမတို့ကအခုတောက်လျှောက်ဆိုလို့ရှိရင်ညီမတို့ဒါ lose တာကြည့်ပါဘောနော်အခုဆို C2 ဆက်ရက်ကိုညီမတို့ကြည့်ပါဆိုတော့ C2 ဆက်ရက်မှာဆိုလို့ရှိရင်ညီမတို့စာနဲ့ပြန်ကြည့်မယ်ဆိုရင်ပါလဲဆိုတော့ winner of the fight ပေါ့နော် fight ကိုဘယ်လို win လဲဆိုတော့ကြာ win နဲ့ဆိုတာကြည့်လို့ရှိရင်ညီမတို့က short fight ဆိုလို့ရှိရင်ပထမ breakout ကနေ engulfing ဖြစ်မယ်ပြီးရင်ဒုတိယဟာ align ဖြစ်ပြီးတော့ POC လေးဒါမှမဟုတ် imbalance align ဖြစ်ပြီးအောက်ကိုကျလာရင်ဟာအပေါ်တက်သွားတာဒါမှမဟုတ်ဆိုတော့ long fight ဆိုလို့ရှိရင်ညီမတို့ဘာဖြစ်နိုင်လဲဆိုတော့ first ကကြတော့ first breakout ဟာ unclear ဖြစ်တယ် middle မှာကြတော့ imbalance support and resistance ပေါ်ရယ်ဆိုတာကြတော့ကန်တွေကဒီလိုကျလာရင်ချိန်မှာကန်တွေကဒီလိုရှိနေတဲ့အချိန်မှာကွာ imbalance တွေကဒီမှာတစုဖြစ်နိုင်ဒီမှာတစုဖြစ်အဲ့တော့ညီမတို့ကဒီနှစ်ခုကိုဒီလို support and resistance ဆွဲပြီးတော့ဒီနားနေ break out သွားတဲ့ကောင်ညီမတို့က trade တာကိုဒီ support and resistance နဲ့ trade သွားတယ်လို့ပြောတာပေါ့နော်ဒါတော့ညီမပြောတာပါဆိုတော့နောက်တစ်ခုက less ကကြောက်ပါလဲဆိုတော့ less push over off fight ဆိုတော့ push less push နောက်ဆုံးထွက်သွားတဲ့ကောင်ပြောဆိုတော့အဲ့တော့ fast နဲ့ middle less ဆိုလဲဆိုတော့ပုံကြည့်ပွဲဆိုတော့နားလည်သွားမယ်ထင်တယ် loose ကကြောက် instant ပေါ့နော် instant ပြန်ထမ်းလာတာရယ်ပြီးရင် fast ကန်နဲ့ after trade is not align ပေါ့ညောတော့ကန်တဲ့ကိုယ့်ရဲ့ fast trade ကိုဝင်ပြီးရဲ့အချိန်မှာနောက်ထပ် print နဲ့ကန်တွေကလုံးဝဆက်ညီမဲ့ဖြစ်နေတယ်ဆိုလဲအဲ့ဒါကပြောင်းပြန်သူ့ idea အနေနဲ့ပြန်စဉ်းစားလို့ရတယ်ပေါ့နော်မဟုတ်ဥပမာပြောလို့ရှိရင်လည်း buy imbalance and price spring by imbalance and price bring down နဲ့ you should
you short and instant up so or by imbalance and price bring down by imbalance တွေတောက်လျှောက်ဖြစ်နေတာနဲ့ you all okay ဆိုတော့ပြောချင်တာက by imbalance and price bring down ဆိုတာကြောင့်ညီမတို့ရဲ့ can တွေကဒီလိုရှိရင်အချိန်မှာ by imbalance ကတောက်လျှောက်ရှိရပေါ့နော်အဲ့ချိန်မှာညီမတို့ကဘာစဉ်းစားရလဲဆို all buyer absorb ခံရတဲ့စဉ်းစားအဲ့ချိန်မှာ buyer ချစ်ချင် instant up ဖြစ်သွားအဲ့ဒါညီမဘလုံးနဲ့နေရာပုံစံမျိုးပါဆိုတော့ flow flip idea ပေါ့နော်ညီမတို့ကပြန်ပြီးစဉ်းစားကြည့်လို့ရှိရင် first scan တွေကဒီမှာဒီလိုဖြစ်ပြီးတော့ဒီမှာ middle ဖြစ်တယ်ဒီမှာညီမတို့က loose တယ်ဆိုလို့ရှိရင်အောက်ကိုတခြားပြန်ပြီး break out ရရှိမှာဒါညီမတို့အပေါ်မှာ loud နေဆိုရင်အောက်ကို short တာညီမတို့ flip idea ပဲပေါ့နော်ဆိုတော့တခါရရင်လည်းကို flip idea ဖြစ်ပြန်ပြီးစဉ်းစားပြီးလို့ရပါတယ်တဲ့ဆိုတော့အခုညီမတို့ကအခု setup detail ကိုပြောပြသွားပြီပေါ့နော်ဆိုတော့အရင်ဒါတော့ညီမနားလဲသလိုဖြစ်ပြေးတာတဲ့အတွက်တခြားသူနားမလဲမလားဆိုတော့မသိဘူးပေါ့နော်ဆိုတော့ okay အဓိကကတော့ဗာလဲဆိုတော့ညီမတို့အခုဒီ day breakdown ပိုင်းညီမတို့ mistake ကိုကြည့်မယ်ပေါ့နော်ဆိုတော့ mistake ကဒီမှာဆိုတော့ဗာလဲဆိုတော့ညီမရဲ့အခု site တွေကိုတွားကြည့်လို့ရှိရင်သူကstrategy ပြဿနာလား psychology ပြဿနာလားဆိုရင်ညီမကပြန်စဉ်းစားရင်ငါ trade တွေက miss trade တဲ့ဟာမှာ win တဲ့ဟာအများကြီးပဲပေါ့နော်ဆိုတော့ညီမအဲ့ win တဲ့ဟာကိုဒါ miss trade တဲ့ဟာကိုဒါ win တာကိုပြန်ပေါင်းနိုင်ညီမ trade က positive ဖြစ်မယ်လို့ယူဆအဲ့ကြောင့်မလို့ညီမ waiting ကညီမအတွက် mistake ပဲပေါ့နော်ဆိုတော့ 100% ကိုညီမကဖြစ်သွားအောင်သူကညီမအဲ့လို trade ကိုမြင်နေတာနဲ့ငါထပ်ဆောင်လိုက်အောင်မယ်ထပ်ဆောင်လိုက်ရင်ငါလိုချင်တဲ့အတိုင်းဖြစ်မှာပါဆိုတော့ 100% မှန်သွားရဆိုတဲ့အချိန်က trade ပြီးသွားတဲ့အချိန်ပဲကွာဒီလားအဲ့တော့ကိုကဘယ် trade မှာမှဟိုစတိုင်းဖြစ်နေဆိုတာမရှိဘူးအဲ့ဒါကိုညီမလက်ခံရမယ်ပြီးရင်ညီမက market ကိုပို့ပြီးကြကြည့်လို့ရှိရင်ပေါ့နော် decision ကပို့ပြီးတော့တေချာမျိုးထင် market ကိုကြကြည့်အချိန်မှာ trade ကပြီးသွားပြီဘာဖြစ်ဆိုတော့ညီမက scalping လုပ်နေတာ10 minute နဲ့ဆုံးဖြတ်ရမှာအများကြီးပေါ့နော်ဆိုတော့အဲ့ဒါကိုလည်းလက်ခံဖို့လိုတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ညီမရဲ့ ash မှာပေါ့နော်scalping has an expiration date measure in a second เนาะဆိုတော့ပြောညီမအရင် second လိုက်မြန်တယ်လို့ပြောနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ညီမemotional comfort ပေါ့ညီမကြာ trade ကိုကြည့်ရလို့ရှိလို့ရှိရင်ညီမငါ comfort ဖြစ်တယ်ပေါ့သိမလားငါ trade မယူရသေးဘူးဘယ်သူမှဆို comfort ဖြစ်တာပဲကွာ trade ယူပြီးရင်ကိုက risk ကိုရသွားပြီလေကိုက risk ကိုယူလိုက်လို့ဖြစ်သွားပြီဆိုတော့ညီမအဲ့ဒီစိတ်ကိုတစ်ချက်ပြန်ပြောချင်တာတော့ညီမကြာ trade ကိုအဲ့လိုတေချာမှဝင်မယ်ဆိုပြီးစောင့်နိုင်အများကြီးတေချာမှဝင်နေညီမ trade ကသွားပြီးအဲ့တော့အဲ့ trade က miss ဖြစ်တယ်ကွာဆိုတော့ညီမအဲ့စိတ်ကိုအဓိကပြန်အောင်ပေါ့နော်ဆိုတော့ refinement ကိုပြောရမယ်ဆိုရှင်ညီမဒါတော့အရင်ကမေးတာငါဘယ်လို refine လုပ်ရမလဲပေါ့နော်သူကဘာပြောရလဲဆိုတော့3 second rule လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကိုက full print ကိုယ်ဆက်ရက်လဲအပြားဖြစ်လဲအချိန်မှာညီမ3 second တွင်အဲ့ဒါကိုဆုံးဖြတ်ချက်ချလို့ရှိလို့ရှိရင်ဒါညီမ miss rate တာကိုရှောင်ရှားနိုင်မယ်ပေါ့နော်ပြီးလို့ရှိရင်ညီမ accept the risk before entry ပေါ့ညီမအဲ့ risk ကိုမတက်ထားအခါကျရင်ကွာငါတကယ်တော့ trade တစ်ခုရွေးဆိုတာ belief ရေးကြည့်ရပြီးရင်ကိုဘယ်လောက်ရှုံးလဲဆိုတာသိဖို့ရေးညီမတော်များကိုဘယ်လောက်ရှုံးလဲဆိုတာတေချာမတွက်တာများရပေါ့နော်ဆိုတော့အရင်လဲရှုံးမခံဘူးရှုံးဘယ်လောက်လဲဆိုတာမသိဘူးအဲ့တော့ညီမအဲ့လို risk ကိုမသိတဲ့အချိန်မှာ hesitation ဖြစ်တယ်အဲ့တော့ sessionမစတာချင်းမစခင်ပါပေါ့နော်ကိုရမစီကန်နဲ့ oh my god maximum accepted loss အဲ့ဒါကိုကတေချာလေးမှတ်ထားရင်တော့ကိုကပို့ပြီးတော့အဆင်ပြေမှာပေါ့နော်ဆိုတော့ risk က accept ဖြစ်လို့ရှိရင် execution ကကိုအတွက်mechanical ဖြစ်လာတယ်ဆိုတော့အဲ့ဒါကိုညီမပြန်မှာအဓိကပြန်ရမှာတော့ညီမဒီ3 second rule accepting risk ကို before trade မှာလက်ခံရမယ်ပေါ့နော်ဆိုတော့အဲ့တော့ညီမကနောက်ထပ်3ရက်မှာသူကညီမကိုပြော1 micro နဲ့ပဲတဲ့အဲ့လို instant execution ဖြစ်အောင်လုပ်ကြည့်အဲ့ဆိုလို့ရှိရင်ညီမတို့ပို့ပြီးတော့ဆင်ပြောအဲ့တော့အခုညီမတို့လုပ်ရမှာပါလဲဆိုတော့ criteria ကမိလို့ဖြစ်လို့ရှိရင် execute လုပ်လိုက် criteria မမိလို့ရှိရင်စောင့်လိုက်ပြီးလို့ရှိရင်ညီမအဲ့လို extra analysis တွေလုပ်နေတယ်no hesitation ပေါ့နော်ဆိုတော့ execution rate ကအဲ့လိုသာလုပ်မယ်ဆိုရင်ညီမ execution rate ကအခုဆိုရင်ညီမ45ပဲရှိရပါတော့ညီမ execution rate ဆိုတာကြောင့်ပါလဲဆိုတော့ညီမတကယ်ညီမဆက်လက်တွေ့ပြီးတော့ယူတဲ့ဟာညီမ45% ပဲရှိရပါတော့ 100% မှာဆိုလို့ရှိရင်အဲ့တော့ညီမနောက်လောက်အတွက် 90% လောက်တော့ယူနိုင်ပို့တော့မျှော်လင့်နေဆိုတော့ possibility ပေါ့နော်ညီမ possibility ကိုပြောမယ်ဆိုတော့ညီမတို့ sauna ဆက်တွေကိုလည်းညီမတို့သိပြီးပါတယ်အဲ့တော့ညီမ possibility ကိုစဉ်းစားကြည့်မယ် possibility ရကြောက်ပါလဲဆိုဥမာညီမတို့ဆက်လက်တွေကုန်လဲ possibility ကိုစဉ်းစားကြည့်ရင် price approach to pay wine ပေါ့နော်ဆိုတော့ညီမဒါပုံနဲ့ပြရရင်ပိုပြီးရောလွယ်ကုန်မယ်ထင်တယ်ဆိုတော့ price approach ပဲဒါကညီမတို့ pay wine ဒါညီမတို့ pay wine ဆိုလို့ရှိရင် price ကဒါကို approach လာတယ်ဒီနောက်ရောက်လာတယ်ဆိုတော့အဲ့ဒီမှာ candle ကဘော break out မဖြစ်ဘူးပဲထားလိုက်ပါ break out ဖြစ်ဘူးဆိုလို့ရှိရင်ညီမတို့က sweep ပြေဝိုင်းပေါ့နော်ဒီမှာ absorption ဖြစ်သွားတယ်ပေါ့နော်ဒီမှာ absorption ဖြစ်သွားလို့ရှိလို့ရှိရင်ညီမတို့ absorption 1နဲ့ short လို့ရတယ်ဒါမှမဟုတ်ညီမတို့ကဒုတိယ confirmation စောင့်နေတယ်ဆိုလို့ရှိရင် absorption 2နဲ့ sweep 1 absorption confirmation နဲ့စောင့် trade လို့ရတယ်ဒါကညီမတို့ဖြစ်နိုင်နေရပါတော့ဆိုတော့နောက်တစ်ခုကကျတော့ candle က break out သွားပြီပဲထားပါတော့ candle က break out သွားလို့ရှိရင်ညီမတို့က strong break out ဖြစ်တယ်ဆိုလို့ရှိရင် continuation 1နဲ့ဝင်လို့ရ strong break out မဖြစ်ဘူးဆိုလို့ရှိရင်ညီမတို့က
မဖြစ်ဘူးဆိုလို့ရှိရင်ညီမတို့က retest ဆောက်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကိုက strong breakout ဖြစ်မဝင်ချင်ဘူးဆိုလည်းညီမတို့က retest ဆောက်လို့ရတယ်ဒီမှာ reduce ဆိုရင် retest ဆောက်လို့ရှိရင်ညီမတို့ကဒီဟာသာတကယ် strong breakout ဖြစ်တယ်ဆိုလို့ရှိရင်ညီမတို့ရဲ့ဆောက်နေ retest က short fight ပဲပေါ့နော် short fight ဆိုတာညီမတို့ဆောင်းတာပြောတဲ့အတိုင်းကနေနဲ့ချောင်းနဲ့ဆုံးဖြတ်ပေးရဒါမှမဟုတ်ညီမတို့ဒီဖောက်သွားတဲ့ကန်တွေကသူ့အစုံမသေးကြမရရပါတော့ဒီလိုဝစ်ကြီးတွေဒီလိုအကြီးတွေနဲ့ဖောက်သွားဆိုရင်ဒါတော့ညီမတို့က strong breakout ယူဆောက်လို့မရအောင်ဖြစ်တယ်ဆိုတော့အဲ့ဟာကညီမတို့ not clear breakout ပြီးရင် opposite imbalance ဖြစ်နေပြောချင်တာဒီမှာဆိုရင်ညီမတို့က buy imbalance အများကြီးဖြစ်လို့တက်တာဖြစ်ဒီအောက်မှာ short line တက်တာဖြစ်ချင်တာဒီမှာဆိုလို့ရှိရင်လုံးဝclean မဖြစ်ဘူးပေါ့နော် clean ဖြစ်တဲ့ breakout ဒီလို engulfing နဲ့ clean breakout မဖြစ်ဘူးဆိုရင်ညီမတို့က long fight ကိုဆောက်လို့ရပါဘာလို့ဆိုတော့ဖြစ်နိုင်တဲ့ဟာ range ဖြစ်ဖို့အတွက်ကဒီမှာများသွားပြီပေါ့နော်ဆိုတော့ဒါဆိုရင်ညီမတို့က absorption ဒါဆိုရင် C1 ဒါဆို C2 ပေါ့နော်ဆိုတော့ဒါညီမတို့ကကနေ price ကညီမတို့ပြောတာ approve လုပ်လာတဲ့အချိန်မှာဖြစ်နိုင်တဲ့ဟာတွေကိုပြပြထားဖြစ်ပါတယ်ခိပါဆိုတော့မလီဒါရုပ်ဖြစ်လို့မရလားတခါပါပြတ်သွားအောင်ပဲဆိုတော့ okay ညီမတို့ကနောက်တစ်ခု imaging လုပ်ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့9 now ညီမတို့က imaging အရင်လုပ်ကြည့်မယ်9 now imaging လုပ်မယ်ဆိုလို့ရှိရင်မဟုတ်ဘူးဒီက9 now imaging လုပ်တာနော်ဒီကအခုရှုံး now imaging လုပ်မှာဒါကဆုံးတာညီမတို့9နဲ့အခြေအနေဒါကရှုံးနိုင်တဲ့အခြေအနေကပါလဲဆိုတော့ညီမတို့ဒီမှာ C1 breakoutဆိုတော့ယူလိုက်တယ်ပြီးရင် short လောက်ထိပါတယ် short လောက်ယူရဆိုရင်ညီမတို့ကဘာစဉ်းစားရမှာလဲဆိုတော့ညီမတို့က okay အဲ့ဆို retest ပြန်လာမလားလို့စဉ်းစားဘာဖြစ်ဆိုတော့ C1 ဆိုရင်ညီမတို့ strong ဖြစ်ပြီးတော့ဆိုတော့ညီမတို့က retest ကိုစဉ်းစားလို့ရတယ်အဲ့တော့ C2 retest ကိုဒီမှာ trade လိုက်တယ်ပဲထားပါဒီမှာညီမတို့ first trade second trade အဲ့ဒါလည်းညီမတို့ကဒီမှာ buy နေရထားအဲ့ဒါ short လောက်ဒီအောက်ကိုပြန်ထိပါလို့ရှိလို့ရှိရင်ညီမတို့ကဘာစဉ်းစားလို့ရလဲဆိုတော့ဒီဟာညီမတို့ range နေရဆိုတော့ညီမတို့possibility တစ်ခုပြစဉ်းစားရမယ်ပေါ့နော်ဒီနားမှာဒီလို range သွားတော့မှာလားဒါမှမဟုတ် flick idea ပေါ့နော်ဆိုတော့ညီမတို့ဒီမှာဝယ်ထားတဲ့ကောင်တွေရဲ့အောက်မှာစက်ရင် balance နဲ့တော့ပိတ်လိုက်တယ်ဆိုရင်ညီမတို့ short ကိုစဉ်းစားလို့ရပြီပေါ့နော်ဆိုတော့ဒါကတော့ညီမတို့ဖြစ်နိုင်နေဟာတခုပြောတာဖြစ်ပါတယ်ဆိုတော့စာပေဖက်ကြည့်ရမယ်ဆိုလို့ရှိရင် you take the C1 ဆိုတော့ဒါ breakout ယူတယ်ပြီးရင်ဒါက short လောက်ထိသွားတယ်ပြီးရင်ညီမတို့ C2 retest ကိုယူရဲအဲ့ဒါ short လောက်ထိသွားတယ်ဆိုရင်ညီမတို့က flip bias or another less push ပေါ့နော်ဒါဒီအောက်ကိုကျသွားရဲဆိုရင်တော့ဒါ flip bias ဖြစ်သွားတာမို့ဒီအပေါ်မှာထပ်ပြီးတော့ buy balance ထပ်ပိတ်တယ်ဆိုလို့ရှိရင်တော့ဒါ another less push ကိုရှာတာပေါ့နော်ဆိုတော့အဲ့လိုဖြစ်တာကြီးကများတယ်ညီမပြင်ပုံနဲ့ရှာပြရပေါ့နော်နောက်တစ်ခုကကျတော့ absorption ကိုစဉ်းစားကြည့်မယ် absorption ရှုံးမယ်ပေါ့ absorption ရှုံးမယ်ဆိုလို့ရှိရင်ဒီမှာညီမတို့ weight ဖြစ်ပြီပေါ့နော် weight ဖြစ်ဒီမှာညီမတို့ကဒီမှာညီမတို့က short ရပဲထားတော့ price ကပြန်လာတယ်ပြီးရင်ဒီမှာဆို confirmation 3ခုလုံးရပြီမှာထပ် short ရရှိမှ price ကပြန်လာတယ်ဆိုညီမတို့စဉ်းစားမှာ flip bias ဖြစ်မှာလားပြောချင်တာအပေါ်ကိုတက်တော့မှာလားဒီဟာရဲ့အပေါ်မှာတက်ပိန်တော့ညီမတို့က flip bias ပေါ့နော်ဒါမှမဟုတ် another less push ပေါ့ဒီနားမှာ fight ပြီးတော့ညီမတို့ဒီအောက်မှာထပ်ပိတ်တဲ့နေအောင် imbalance ကိုဆောက်ပြီး short မှာလားဆိုတော့ဖြစ်သွားပြီဆိုတော့ okay ဒါကတော့ညီမတို့ရှုံးတဲ့ခါမှာဖြစ်နိုင်တဲ့ဟာပေါ့နော်နောက်ထပ် possibility ကိုညီမတို့စဉ်းစားကြည့်မယ် possibility ဆိုတော့ကြောင့်ညီမတို့ trade တဲ့အချိန်မှာဖြစ်နိုင်တဲ့ဟာပေါ့ညီမတို့9နဲ့ဆိုလို့ရှိရင် price ကချက်ချင်းကို manipulation ကို draw တာဖြစ်နိုင်တယ်ဒါမှမဟုတ် range တာဖြစ်နိုင်တယ်ပေါ့နော် manipulation တော့ range တာဖြစ် lose တယ်ဆိုလို့ရှိရင် price ကချက်ချင်းကို short လောက်လာ hit တာဖြစ်နိုင်တယ်ဒါမှမဟုတ် price ကပေါ် draw ရယ်ကိုသွားချင်တဲ့ direction ကိုသွားပြီးတော့မှကိုယ့်ရဲ့short လောက်ပြန်လာဖြစ်နိုင်တယ်ဆိုတော့ဒါ lose တယ်ဆိုလို့ရှိရင်ညီမတို့ကြုံရမယ်ဟာ B ကကြတော့ဆိုတော့ပြောတော့ညီမတို့ B ဖြစ်တယ်ဆိုရကိုယ့်ရဲ့ဘက်ကိုသွားပြီးမှပြန်လာပါတော့ဆိုတော့ညီမတို့ဒါတွေကို expect လုပ်ထားလို့ရတယ်ညီမတို့ဒီချက်ပို့ပြီးတော့ကြော်ပြီးဘာမှမခံစားနိုင်ဘူးပေါ့နော်ဆိုတော့ဒါညီမရဲ့ခံစားမယ့်အရာတွေညီမပို့ပြီးတော့ expect လုပ်ထားဖြစ်ပါတယ်ဆိုတော့ညီမစောနာကပြောသလိုဒီဟာကိုညီမတို့ကြည့်ကြည့်ပဲပေါ့နော်ဆိုတော့ retest ပြန်ဖြစ်တဲ့ဟာကိုကြည့်ကြည့်မယ်ဆိုတော့ဒီလိုအရာမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်ညီမတို့ကဒီကောင်ကိုsorryဆိုတော့ညီမတို့ဒီကောင် breakout ဖြစ်ယူစားရဲဒီမှာ C1 ဝင်နေပြီးကျွန်တော် price က C1 ကို short လောက်လာထည့်ရပြီးရှင်ညီမတို့ဒီမှာ second chance ထပ်ပေးရပေါ့နော်ဆိုတော့ဒီဟာဆိုလို့ရှိရင် flip idea မဟုတ်ဘဲနဲ့နောက်ထပ် less push ဒါလည်း less push ဒါလည်း less push ကိုစောင့်တယ်လို့ဟာမျိုးပြောရပါဆိုတော့အခုဒါညီမတို့ setup တွေညီမရဲ့ဖြစ်နိုင်တဲ့ possibility ကိုပြပြပါနော်ဆိုတော့ပြီးသွားပြီဆိုလို့ရှိရင်ညီမဂျွန်မှာပါညီမ expect လုပ်လဲဆိုတော့ညီမရဲ့ execute trade ကိုပို့ပြီးတော့များလာဖို့ပဲညီမ expect လုပ်ပါတယ်ဆိုတော့ညီမ low risk ထားပြီးတော့အများကြီး execute လုပ်မယ်ပြောချင်တာဒီမှာဆိုလို့ရှိရင်ညီမဒါကတော့ညီမဒီလမှာ32 trade ပဲ execute လုပ်ခဲ့တဲ့အချိန်မှာညီမရဲ့lose က56ရှိရပေါ့နော်ဆိုတော့နောက်လာမှာဆိုလို့ရှိရင်ညီမတို့35 trade ဒီမှာပြောချင်တာဒီကနေရှင်းပြလိုက်မယ်ဆိုတော့ win တာ၄ခုမှာ 12.5% ပေါ့နော် win တာ35ဆိုရင်ညီမ 49.3% ညီမမှာရှိနေဖြစ်ပါတယ်ဆိုတော့ဒါကတော့ညီမ expect လုပ်တဲ့ဟာပေါ့နော်ဆိုတော့ဒါကတော့ညီမရဲ့ trade က breakdown ဖြစ်ပါတယ် refinement ပေါ့နော်ဆိုတော့ညီမတို့အကုန်လုံးကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ညီမတို့ March
March refinement ညီမတို့ပထမဆုံး refinement ပေါ့နော် March မှာဆိုလို့ရှိရင်ညီမတို့ကဘာတိုးတက်လာလဲလို့ကိုယ့်ကိုပြန်ပြောရရှင် March မှာဆိုလို့ရှိရင်ညီမတို့ဘာလဲဆိုတော့ညီမတို့ candle footprint မကြည့်နိုင်ဘူးပေါ့နော် candle body လိုပဲကြည့်ပြီးတော့ trade တာညီမ footprint ကြည့်ဖို့အချိန်မရှိဘူးမကြည့်တတ်ဘူးဖြစ်ဆိုတော့ March ပြီးတော့ညီမတို့ April refinement ပေါ့နော် April refinement မှာဆိုလို့ရှိရင်ညီမတို့ကဘာဖြစ်တာလဲဆိုတော့ညီမရှုံးတဲ့ဟာကြီးအကုန်လုံးကabsorption ဘာဖြစ်ဆိုညီမ rubber sale ပဲ trade တာပေါ့နော်ညီမ April 5 page မှာဘာသိလာလဲဆိုငါကcontinuation trade လို့ရှိရင်ပို့ပြီးတော့90ရှိပါလား absorption ကပို့ပြီးတော့ရှုံးဖို့ငါအတွက်များပါလားပြီးရင် absorption ကြောင့်ရှုံးနေဆိုတာလေ April တလလုံးကတက်နေရပါတော့အဲ့ဒါကိုညီမတောက်လျှောက် short ရဆိုတော့တောက်လျှောက်ရှုံးနေအဲ့ချိန်မှာအဲ့ဒါကိုနားလဲပါအဲ့တော့ဒီအခုညီမတို့မေးလိုက်တဲ့အချိန်မှာညီမ continuation ကိုပို့ trade တယ်ဆိုတော့တိကျတာတွေ့ရတယ်ပေါ့နော်ဒီမှာ continuation ကဒီလောက်ရှိရဲဒီမှာ absorption ကဒီလောက်ရှိပါတော့ဆိုတော့ continuation ကိုပို့ပြီးတော့ focus လုပ်တဲ့အချိန်မှာmiss တာအများကြီး miss တာအများကြီးဆိုတာညီမမ trade ပဲနဲ့တစ်ပတ်လောက်ထိုင်ကြည့်နေရလည်းများရပေါ့နော်အဲ့မှာတွေ့ရ trade တွေအကုန်လုံးကညီမက miss မှာထည့်တာအဲ့ကြောင့်လည်း miss မှာများဖြစ်တယ်အဲ့တော့ညီမတို့အခု continuation ကိုဘယ်လိုကောင်းကောင်းfocus လုပ်မယ်ဆိုတော့ညီမသိသွားပြီပေါ့နော်ဆိုတော့အခုညီမ continuation ကိုအရင်လားပို့ပြီး focus လုပ်ဖို့သိတယ်အခုမှတော့ညီမပို့ပြီးတော့တေချာရဲ့ဖြစ်နိုင်ခြေကိုသိလာရပေါ့နော်ညီမဒီ cancel trade ဆိုတာမပြောလိုက်အောင် cancel trade ဆိုတာဘာလဲဆိုတော့ညီမဆက်နဲ့မကိုက်ပဲနဲ့ညီမကို confuse ဖြစ်စေရအရာတွေပြောပါဘောနော်ဆိုတော့ဘာလဲဆိုတော့ဒီလိုဟာမျိုးပေါ့နော်ဒီမှာဆိုညီမ confuse ဖြစ်တယ်ပေါ့နော်ဘာရနဲ့ဆက်လာနှစ်ခုလုံးဖြစ်နေတာဘာဖြစ်နေတာလဲဆိုတော့မသိဘူးဒီလိုမျိုး angles နဲ့ထမ်းလို့ရှင်လဲညီမ confuse ဖြစ်တယ်ပြီးလို့ရှိရင်ဒီလိုဟာမျိုးပေါ့ imbalance မပါဘဲနဲ့အပေါ်ကိုတက်မယ်ဆိုလို့ပြောလို့ရှိရင်ညီမ confuse ဖြစ်တယ်ပေါ့ဒါဆိုရင်ညီမတို့ကဘာစဉ်းစား long 5ဖြစ်စဉ်းစားလို့ရလားဒီမှာ imbalance မပါလို့ရှိရင်ညီမမထွက်ရဘူးပေါ့နော်ဆိုတော့ဒါကတော့ညီမရဲ့ confuse ဖြစ်တဲ့အရာတွေကိုညီမစုထားဖြစ်ပါတယ်ဆိုတော့ဒီလိုဟာမျိုးဆိုရင်ညီမ confuse ဖြစ်တယ်ဘာပဲဆိုတော့တစ်ဖက်ကနေ buyer absorb ခံရတယ်လို့ညီမယူဆိုင်ဒီမှာ quick ကိုဒီလို shade ဖြစ်ပြီးတော့ဒီမှာ buy မယ်လည်းဖြစ်စိတ်မယ်လည်းမြင်ချင်တာပေါ့နော်ဒီမှာဆိုမဖြစ်ဘူးဆိုတော့ပြီးရင်ဒီလိုမျိုးပေါ့တက်တာတောက်လျှောက်မှာညီမဒီစိတ်ရမယ်လည်းညီမကိုအဲ့လိုပြောင်းမြက်ဖြစ်နေညီမမဝင်ချင်ဘူးပေါ့နော်ဆိုတော့ဒီဟာဆိုလည်းညီမကို confuse ဖြစ်စေရဘာဖြစ်လို့ engulfing နဲ့ပဲဆင်းတာပေါ့နော်ဆိုတော့ညီမတို့တနည်းအားကို absorb ပြီးဆင်းတာမဟုတ်ဘူးပြီးရင်ဒီမှာဆိုလည်းတောက်လျှောက်ဆင်းတာရှောက်မှာ buy မယ်လည်းဆင်းနေရှိရပေါ့နော်ဆိုတော့ဒါတော့ညီမကို confuse ဖြစ်စေရဲ့အရာတွေကိုလည်းညီမစုထားဖြစ်ပါတယ်ဆိုတော့ဒီနေ့တိလိုက်ရတာညီမတို့ trade ကို channel လို့ရှိလို့ရှိရင်ပေါ့နော် miss setup တွေကိုစုရဲ့အချိန်မှာ buy ကိုက miss setup ဟုတ်တယ်ဆိုလို့ရှိရင်ကိုက99ဟာနဲ့ရှုံးနေတာနဲ့ခွဲစုဖို့လို့အဲ့ကြောင့်မှညီမတို့ကတကယ်ဒီ miss ဟာထိတ်ဖို့လိုလားမလိုလားဆိုတာသိမှာပေါ့ဆိုတော့အခုစကားတွေလည်းပြောတာများသွားပြီဆိုတော့ညီမတို့အခုနောက်ဆုံးဖြစ်တဲ့ညီမရဲ့ funding ကောင်ကိုကြည့်မယ်နော်ဆိုတော့ဒါညီမရဲ့ funding ကောင်ဖြစ်ပါတယ်ဆိုတော့ဒီကောင်ကတော့ညီမရဲ့နှစ်ကောင်မြောက်ထင်တယ်ပေါ့နော်ပထမအကောင့်နေရညီမသူများနဲ့အလိုရောပြီးတော့ထိတ်တာရှိရောညီမဒီကောင်ကတော့ညီမရဲ့ personally ပထမဆုံးကိုယ့်ဘာကိုသုံးတဲ့အကောင့်လားအဲ့လိုပြောလို့ရတယ်ပေါ့နော်ဆိုတော့ပထမဆုံးအကောင့်ကညီမ5000အကောင့် trade တယ်trade အချိန်မှာဒီမှာ43ရက် trade ရပေါ့နော်43ရက် trade ပြီးတဲ့အချိန်မှာညီမရှုံးသွားတယ်ဆိုတော့ဒီရှုံးတဲ့ calendar ကိုညီမပြန်ကြည့်ရအောင်နော်အဲ့ဒါကိုပြန်ပြမယ်ဘယ်လောက်ဆိုလဲဆိုတာပြန်ပြဆိုတော့ညီမပထမဆုံးဒီကောင်စပြီးဝယ်တဲ့အချိန်မှာညီမဒီမှာပေါ့နော်3ရက်ပထမဆုံးကဒီရက်တွေကတော်တော်လေးကောင်းခဲ့ရပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီ4ရက်တော်တော်လေးကောင်းပြီးအချိန်မှာညီမမန်တက်သွားမန်တက်ပြီးအချိန်မှာဘယ်လိုအောင်စဖြစ်လဲဆိုတော့ဒီမှာစဖြစ်တာဒီမှာကြည့်လိုက်ပေါ့နော်တော်တော်လေးကိုတောက်လျှောက်စိတ်ဆင်းရဲနေပေါ့နော်စိတ်ဆင်းရဲနေဆိုတာအဲ့လိုစိတ်ဆင်းရဲနေလို့ပဲပြောအောင်ပေါ့နော်ဆိုတော့ဒါကတော့ညီမရဲ့ဒါပဲလားဒါမေပေါ့နော်ဒါမေ18ရက်နေ့ထိအခုကဂျွန်ပေါ့နော်ဒါမေ18ရက်နေ့ထိမှညီမဒီမှာဘလုံးသွားနောက်ဆုံး330နဲ့ဆိုတော့ဒါညီမရဲ့3လစာပေါ့နော် trade တဲ့calendar ဖြစ်ပါတယ်ဆိုတော့အဲ့တော့ဘလုံးမိသားက breach ပြီးသားအကောင့်ဒါကတော့အခုလောလောဆယ်အကောင့်ပေါ့နော်အခုလောလောဆယ်အကောင့်ကတော့မစုံလို့ပြောရမယ်ရှုံးတဲ့နေ့က3ရက်ရှိနိုင်တဲ့နေ့က2ရက်ပေါ့နော်ဆိုတော့ရှုံးတဲ့နေ့မှာ$$25 $25အခုကတော့ဒီ Tuesday နဲ့ Friday မှာတော့1.6နဲ့33ပေါ့နော်ဆိုတော့ okay ဒါတော့ညီမရဲ့အခုလောလောဆယ်အကောင့်ပေါ့နော်ဒီကောင်ဘလုံးကဒီ pass ဆိုပြီးပြောမှာပေါ့နော်ဆိုတော့ဘလုံးတော့ပြောချင် pass ဆိုပြီးပြောချင်တယ်ဆိုတော့ pass သွားရင်တော့အကောင့်ဆုံးပါပဲဆိုတော့အခုညီမတို့ကဆိုတော့ May refinement ပြီးသွားပြီပေါ့နော်ဆိုတော့နောက်လမှာပို့ပြီးတော့ကောင်းတဲ့ trade တွေကို execute လုပ်ဖို့အတွက်မျှော်လင့်နေဒီလအမားတွေကိုလည်းတေချာကောင်းတဲ့ရောက်ဖို့မျှော်လင့်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်တဒါ Thank you for watching နောက်တစ်ခါမှာပိုကောင်းတဲ့ trade တွေနဲ့ပြန်တွေ့ဖို့ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်နော်